လူချစ်လူခင်ပေါ်ပြီးအစင်တန်းရှိသူတောင်ဖြစ်လာစေမဲ့အပြုတ်မှုကောင်းများအချိန်နဲ့နေရာတွေတားလိုက်ကျင့်ဝတ်များချင်းဆိုထားတဲ့အချိန်ထက်အနည်းငယ်စောရောက်ပါစေလူများရှိရာအခန်းထဲဝင်ရင်နှုတ်ဆက်တတ်ပါစေကြီးစုပြု၍ကြီးစုတင်ပါတယ်နဲ့ခွင့်လွတ်ပါဆိုတဲ့စကားလုံးတွေကိုအမြဲသုံးပါအခမ်းအနားတော်ဟိုနေရာတွေတားနဲ့လိုက်ဖက်အောင်ဝတ်စားစင်ရင်ပါတင်းကြော်တဲ့အချိန်လေးမျိုးမှာတခါဖွင့်ပေးတာမျိုးကူညီပါလိုအပ်နေသူတွေကိုနေရာဦးစားပေးပါဘုံထုံးနေရာတွေမှာကိုသုံးပြီးရင်တန့်ရှင်းရလုပ်ခဲ့ပါနဲ့စကားပြောဆိုခြင်းနဲ့နားထောင်ခြင်းအတတ်ပညာတစ်ဖက်လူစကားပြောနေတော့ကြားဖြတ်မပြောပါနဲ့တစ်ဖက်လူပြောတာကိုနားထောင်နေခြင်းမှာမျက်လုံးချင်းစုံကြည့်ပါစကားပြောနေစဉ်အထွေမှာဖုန်းကိုတင်ထားပါအေးအေးဆေးဆေးနဲ့တည်ငြိမ်တဲ့လေတံကိုသုံးပါအောင်မပြောပါနဲ့တဲတဲကွဲကွဲပဲပြောပါကိုယ်တိုင်ပြောတာထက်သူများပြောတာကိုပိုနားထောင်ပါကိုယ့်ရဲ့ပုံကိုယ်ရဲ့အကြောင်းတွေကိုအလွန်အကျွမ်းမဖောက်တဲ့ချပါနဲ့စကားဝိုင်းကနေထွက်ခွာတော့မယ်ဆိုရင်ရုတ်တရက်ကြီးမဟုတ်ပဲရင်ကျေးစွာနှုတ်ဆက်ပြီးမှထွက်ပါမိတ်ဆက်ပေးထားတွေကိုစနစ်တကျအတိအမှတ်ဖြူတုံးပြန်ပါစကားဝိုင်းတစ်ခုလုံးကိုကိုယ်တယောက်တည်းစိုးမိုံမထားပါနဲ့တစ်ဖက်လူရဲ့အယူစားတွေကိုစုံအောင်ပြောခွင့်ပေးပါလူမှုဆက်ဆံရေးနဲ့စိတ်ထားသူတစ်ပါးရဲ့အချိန်ကိုတန်ဖိုးထားပါရလက်ထက်ကြိုးစားအားထုတ်မှုကိုပိုပြီးအတိအမှတ်ပြုပေးပါဝန်ဆောင်ရေးပေးရသူတွေကိုယဉ်ကျေးပြုငွာစားဆက်ဆံပါတခြားသူကိုလူပုံအလဲမှာအမားပင်ပေးတာဒါမှမဟုတ်အဆက်ခွဲတာမျိုးမလုပ်ပါနဲ့မကျေနပ်ချက်ရှိရင်တီးတန့်နေရမှာယဉ်ကျေးစွာပြောဆိုဖြေရှင်းပါဂတိတီးပါစေကိုမားရင်စရဲမှန်နဲ့တောင်းမှန်ပါတောင်းမှန်တာကိုလည်းကြည်ကြည်နက်နက်လက်ခံပေးပါအတင်းပြောခြင်းနဲ့အဒီပိုင်းမရှိဝေဖန်ခြင်းတွေကိုရှောင်ပါတစ်ဖက်လူရဲ့စီကန်းနဲ့ကန့်တက်ချက်တွေကိုလေးစားပါလိုအပ်ရင်ကြီးစုတင်လွှာပို့ပြီးတတ်ပါစေတယောက်ယောက်ကအရေးကြီးလာပြောနေရင်အပြေအဝအာယုံစိုက်ပေးပါညီးတွားတာအရိအလွန်အကျွမ်းမလွန်ပါနဲ့ချီးမွမ်းစကားကိုစိတ်ရင်းနဲ့ပြောပါချိုးဝဲချက်တွေကိုလုံအောင်ထိန်ပါလူတွေကိုဆုံးဖြတ်ချက်ချတဲ့အကြည့်နဲ့မကြည့်ပဲတန်ဖိုးထားတဲ့အကြည့်နဲ့မေးကြည့်ပါကိုမူရာနဲ့အစားတောက်ရင်ကျေးမှုထိုင်ရင်ပဲဖြစ်ဖြစ်ရရင်ပဲဖြစ်ဖြစ်မတ်မှန်နဲ့တီးတီးငိမ့်ငိမ့်နေပါအစားတောက်ကိုဖြည်းဖြည်းချင်းနဲ့တရရစားပါဘာသက်ထဲမှာအစားအစာရှိနေတော့စကားမပြောပါနဲ့ထမင်းဝိုင်းရင်ကျေးမှုတွေကိုလိုက်နာပါလူများရှိမှကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ပါလူများကြမှာအတန်းကိုနှိမ်ပြောပါ